ဧပြီလ24ရက်အကြမ်းဖက်သမားချင်းလင်းကောင်စီ CNF တပ်ဖွဲ့ဟာစစ်ကောင်စီရဲ့လက်နက်ပံ့ပိုးမှုရနေတာကြောင့်တွန်းဇံမြို့ကိုအချိန်မရွေးလာတိုက်နိုင်တယ်လို့အဇာရီပြောဆိုပါသည်စစ်ကောင်စီရဲ့လက်နက်ထောက်ပံ့ပေးမှုတွေရရှိနေတာကြောင့်တွန်းဇံမြို့ကိုအကြမ်းဖက်သမားချင်းလင်းကောင်စီ CNF အဖွဲ့ကအချိန်မရွေးလာတိုက်ခိုက်နိုင်ကြောင်းသိရပါသည်ဧပြီလ20ရက်နေ့ကလည်းအကြမ်းဖက်သမား CNE အဖွဲ့ဟာအင်အားလုံးရင်းနဲ့တွန်းဇံမြို့ထဲဝင်ရောက်ပြီးဇိုမီပြည်သူတပ်မတော်ဇာရေးအဖွဲ့တွေကိုလာရောက်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲအတွင်းအကြမ်းဖက်သမား CNE ဘက်ကလူထိခိုက်သေဆုံးမှုများပြီးအကြမ်းဖက်သမား CNE အဖွဲ့ဟာပြန်ဆုတ်သွားတယ်လို့ဒေသခံတွေကနေသိရပါသည်ဧပြီလ20ရက်နေ့မှာအကြမ်းဖက်သမား CNE တွေကအင်အားလုံးရင်းနဲ့ဇိုမီပြည်သူတပ်မတော်ဇရီကိုလာရောက်တိုက်ခိုက်မှုကြောင့်တိုက်ပွဲဖြစ်တယ်လို့ဇိုမီပြည်သူတပ်မတော်ဇရီကနေသတင်းရပါသည်အကြမ်းဖက်သမား CNE တပ်ဖွဲ့ကကျွန်တော်တို့ဇိုမီပြည်သူလူထုနေတဲ့နေအိမ်များကိုမိရှို့ခဲ့ပြီးပြည်သူများအပေါ်မှာဒီမိုကရေစီနေမကိုက်နေသောလုပ်ရက်များကိုလုပ်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ဇိုမီတပ်မတော်ဇရီကအကြမ်းဖက်သမား CNE တပ်ဖွဲ့များကိုစုံမရင်းနဲ့တိုက်ခိုက်တာဖြစ်တယ်လို့ပြောခဲ့ပါသည်ဒီပြစ်ခတ်မှုမှာအကြမ်းဖက်သမား CNE တပ်များဇိုမီပြည်သူတပ်မတော်က4ယောက်ဖမ်းခဲ့ပြီးမနက်ကလေးကသူတို့အားလုံးနီးပါးတွန်းဇံမြို့ထဲကနေပြန်ဆုတ်ပြီးသူတို့ဘက်က10ယောက်တော့ကြာဆုံးပြီး60နီးပါးဒဏ်ရာရတယ်လို့သိရပါသည်သူတို့ကတီးတိမ်မြို့ဘက်ကိုပြန်ပြီးတော့ဆုတ်သွားပြီးမကြာသေးခင်ကပဲစစ်ကောင်စီရဲ့ပံ့ပိုးမှုနဲ့ဒရုန်းတော်လဲကောင်းလက်နက်တော်၎င်းကြီးစံတော်၎င်းပြန်လည်တက်ခိုက်ခဲ့သည်ဥဆိုမီပြည်သူတွေကနေသိရပါသည်သူတို့ပြန်ပြီးတော့ဆုတ်သွားပြီးသူတို့အနေနဲ့အပြီးတိုင်ဆုတ်ခွာသွားတာမျိုးမဟုတ်ဘဲနဲ့ပြန်လည်ပြီးတော့တိုက်ပွဲကအချိန်မရွေးရှိလာမဲ့အနေအထားဖြစ်လို့အဲ့ဒီအတွက်ကျွန်တော်တို့လည်းအကောင်းဆုံးပြင်ဆင်ထားပါတယ်လို့ဇိုမီပြည်သူတပ်မတော်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်အကြမ်းဖက်သမားချင်းအမျိုးသားတပ်ဦး CNL ဦးဆောင်တဲ့ချင်းလင်ကောင်စီပူးပေါင်းတပ်ဖွဲ့ကဇိုမီဒေသမှာနေမြေကျူးကျော်ပြီးပြဿနာလာရှာကတွန်းဇံမြို့နယ်အတွင်းဇိုမီပြည်သူတပ်မတော်ဇာရီယာနဲ့အကြမ်းဖက်သမား CNE အကြားပြီးခဲ့တဲ့ဒီဇင်ဘာလကုန်ပိုင်းကစပြီးလက်ရှိအချိန်ထိတိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပါသည်စစ်ကောင်စီရဲ့လက်ပါစီအကြမ်းဖက်သမား CNE တပ်ဖွဲ့ဟာပြီးခဲ့တဲ့ဧပြီလ3ရက်နေ့ကလည်းတွန်းဇံမြို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကဇိုမီပြည်သူတပ်မတော်ဇာရီတပ်ကခုခံတိုက်ခိုက်မှုကြောင့်အကြမ်းဖက်သမား CNE တပ်တွေပြန်လည်ဆုတ်ခွာသွားခဲ့ကြပါသည်အဲ့ဒီလိုဆုတ်ခွာသွားတဲ့အချိန်မှာတွန်းဇံမြို့နယ်တဲကနေကဆိုင်ကျေးရွာနဲ့ပွင့်ငူကျေးရွာတို့ကိုအကြမ်းဖက်သမားစီနေတပ်ဖွဲ့ကမိရှို့ဖျက်ဆီးခဲ့တာကြောင့်တရွာလုံးနီးပါးပြောကြားခဲ့ရပါသည်ဧပြီလ19ရက်2025မှာ၎င်းမော်ပီးရွာနာကခွာခန့်ကျေးရွာတွင်တိုက်ပွဲဖြစ်ပြီးမော်ပီးကျေးရွာဇိုမီတပ်မတော်အဇာရီယာများနှင့်အကြမ်းဖက်သမား CNF စခန်းတစ်ခုဖြစ်သောခွာခန့်ရွာစခန်းကိုတိုက်ခိုက်သည်ဟုသိရပါသည်ဇိုမီဒေသခွာခန့်နယ်မြေထဲတွင်ထားရှိသောအကြမ်းဖက်သမား CNF စခန်းများကိုဇိုမီပြည်သူတပ်မတော်အဇာရီယာကသိမ်းပိုက်ကားတစ်စင်းခန့်ပုတ်ဆိုင်ကယ်၄စင်းလက်နက်ခဲယမ်းနှင့်ဒရွန်သိမ်းဆည်းထားသည့်အပြင်အကြမ်းဖက်သမား CNE အဖွဲ့သား9ဦးကြာဆုံးပြီး3ဦးအလင်းဝင်သည်ဟုလည်းသိရပါသည်အဆိုပါတွန်းဇံမြို့နယ်ကိုဇိုမီများနယ်မြေဒေသဖြစ်သောကြောင့်အကြမ်းဖက်သမားဟာခါတပ်မတော် CNF ကဟာခါနယ်မြေဒေသတွင်မလှုပ်ရှားပဲဇိုမီနယ်မြေဒေသတွင်ဇိုမီခွင့်ရေးသမားတချို့လက်နက်တပ်ဆင်ပြီး CDF ထန်စိန်နာမည်ဖြင့်ဝင်ရောက်လှုပ်ရှားလာခြင်းဖြစ်သည်မြမသတင်းများနားထောင်ကြရအောင်ကျောင်းသားလက်ယုံတပ်တော်ကကျောင်းသားတပ်ဦးကိုတည်ထောင်နိုင်ငံတော်တည်ဆောက်နိုင်ရေးနှင့်အဖိနှိပ်ခံလူသားအလုံးအတွက်ရည်တည်သောတပ်ဦးဖြစ်နိုင်ရန်မျှော်ရည်၍ကျောင်းသားလက်ယုံတပ်တော်အနေဖြင့်ကျောင်းသားတပ်ဦးကျောင်းသားလက်ယုံတပ်တော် Student Front Student Armed Force ကိုဖွဲ့စည်းတည်ထောင်လိုက်ကြောင်းထုတ်ပြန်ကြေညာထားသည်အဆိုပါကျောင်းသားတပ်ဦးသည်စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးကိုယ်ကံကြမ္မာကိုဖန်တီးခွင့်ရရှိရေးလူသားခွင့်ရေးနိုင်ငံတော်တစ်ပေါ်ပေါက်ရေးဟုသည့်အခြေခံမူဝါဒ5ချက်ကိုဆွဲကင်မည်ဟုဆိုထားပြီးကျောင်းသားတပ်ဦးကျောင်းသားလက်ယုံတပ်တော်အနေဖြင့်
စစ်ကိုတိုက်ဖြတ်ချေမှုန်းရန်လူထုကိုကာကွယ်ဆောင်ရှောက်ရန်ကျောင်းသားတော်လှန်ရေးအင်အားစုများကိုစုစည်းရန်စသည့်အချက်များအပါအဝင်တာဝန်ကြီး6ရက်ကိုထမ်းဆောင်သွားမည်ဖြစ်ကြောင်းသိရသည် ယမန်နေ့ကကျောင်းသားလက်ယုံတပ်တော်ကိုနိုင်ငံရေးဦးဆောင်မှုပေးနေသောတက္ကသိုလ်များရန်ကုန်ကိုဖျက်သိမ်းပြီးနောက်ဧပြီလ18ရက်တွင်ကျောင်းသားတအုပ်ကိုတည်ထောင်လိုက်ကြောင်းထုတ်ပြန်ခြင်းဖြစ်သည် စစ်အာဏာသိမ်းပြီးနောက်2021မတ်လ31ရက်တွင်ရန်ကုန်ရှိတက္ကသိုလ်ကျောင်းသားသမဂ္ဂ23ခုကရန်ကုန်ခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများတက္ကသိုလ်များရန်ကုန်ကိုတည်ထောင်ခဲ့ကြပြီးလက်နက်ကင်တော်လှန်ရေးကိုဆင်နွှဲရန်2021ခုနှစ်ဧပြီလ29ရက်တွင်ကျောင်းသားလက်ယုံတပ်တော်ကိုတည်ထောင်ခဲ့ကြသည် ထို့နောက်ရန်ကုန်ခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများတက္ကသိုလ်များရန်ကုန်ကကျောင်းသားထုထံကိုစားပြုမှုပြန်လည်လွှဲအပ်၍အဖွဲ့ကိုဖျက်သိမ်းကာကျောင်းသားလက်ယုံတပ်တော်ကိုကျောင်းသားတပ်ဦးကျောင်းသားလက်ယုံတပ်တော်အဖြစ်ပြောင်းလဲတည်ထောင်မည်ဖြစ်ကြောင်းကြေညာခဲ့သည်ကမ္ဘာသတင်းများဆက်လက်ပြီးနားထောင်ကြရအောင်အီရန်အတွက်နျူကလ িয়ার သဘောတူညီချက်ရရှိအောင်ကူညီမည်ဟုရုရှားဆို အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့အမေရိကန်နဲ့သဘောတူညီချက်ရအောင်ပါဝင်ကူညီပေးဖို့အသင့်ရှိကြောင်းရုရှားနိုင်ငံသားရေးဝန်ကြီးဆာဂေးလာဗရော့ဗ်ကပြောကြားကြောင်းရိုက်တာသတင်းမှာရေးသားထားပါတယ်။ ဧပြီ18ကမော်စကိုမြို့တော်မှာအီရန်နိုင်ငံသားရေးဝန်ကြီးအာဘတ်စ်အာရာချီနဲ့ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာလာဗရော့ဗ်ကအခုလိုပြောလိုက်တာဖြစ်ပါတယ်။ဒါအပြင်အီရန်အတွက်အကျိုးရှိစေမဲ့သဘောတူညီချက်တွေရဖို့ဆိုရင်ဘလို့အခန်းကဏ္ဍကမဆိုပါဝင်ကူညီပေးဖို့အသင့်ပြင်ထားတယ်လို့လာဗရော့ဗ်ကဆိုပါတယ်။အီရန်အနေနဲ့နျူကလ িয়ার မပြန့်ပွားရေးစာချုပ်မှုပေါင်းထဲကနေသဘောတူညီချက်တရက်ရဖို့ပြင်ဆင်ထားပြီးဖြစ်သလိုအဆိုပါမူပေါင်းထဲကနေပဲဆွေးနွေးညှိနှိုင်းကြဖို့လိုတယ်လို့လာဗရော့ဗ်ကပြောပါတယ်။အိုမန်နိုင်ငံကကြားခံပြီးအမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ဒုတိယအကြိမ်တဆင့်ခံဆွေးနွေးပွဲကိုအီတလီနိုင်ငံရောမမြို့မှာဧပြီ19မှာကျင်းပပြုလုပ်ခဲ့ပြီးအာဘတ်စ်အာရာချီကပြောပါတယ်။ယီမင်ရေနံဆိပ်ကမ်းကိုအမေရိကန်လေကြောင်းတိုက်ခိုက်မှု84ဦးသေဆုံးဟူသီလှုပ်ရှားမှုတွေကိုထိန်းချုပ်ထားတဲ့ယီမင်ပင်လယ်နီကမ်းရိုးတန်းရှိအကြီးကရေနံဆိပ်ကမ်းတစ်ခုကိုအမေရိကန်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အနည်းဆုံးလူ84ဦးသေဆုံးပြီး181ဦးဒဏ်ရာရခဲ့တယ်လို့ဟူသီအဖွဲ့ကကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။အီရန်ကြောထောက်နောက်ခံပြုဟူသီအကြမ်းဖက်သမားတွေအတွက်လောင်စာဆီရင်းမြစ်ကိုခြေမုံဖို့နဲ့တရားမဝင်သူညိုင်ငွေရရှိလမ်းကြောင်းတွေကိုဖျက်ဆီးဖို့အတွက်အမေရိကန်ကအခုလိုတိုက်ခိုက်မှုတွေဆောင်ရွက်နေတာဖြစ်ကြောင်းအမေရိကန်စစ်တပ်ကပြောပါတယ်။ဒါကိုယီမင်အနောက်မြောက်ပိုင်းရှိဟူသီဦးဆောင်တဲ့အစိုးရကအမေရိကန်တိုက်ခိုက်လာတဲ့အဆိုပါဂိတ်ဟာအရက်သားအဆောက်အုံတစ်ခုဖြစ်ပြီးတိုက်ခိုက်မှုတွေကစစ်ရာဇသူညံ့မှုမြောက်တယ်လို့ပြောကြားထားပါတယ်။ရာအီဆာစိတ်ကမ်းကိုအမေရိကန်တိုက်ခိုက်ပြီးနောက်အစ္စရေးစစ်တပ်ကယီမင်ကနေပစ်လွှတ်လိုက်တဲ့ဒုံးကျည်ကိုနာရီကြာကြားဖြတ်ဟန့်တားခဲ့ကြောင်းပြောပါတယ်။